မြန်မာအတန်မပြီးတော့လို့စိတ်ညစ်နေကြပြီလားဒါဆိုနေလန်းလေးတစ်ခါပေးပါမယ်စိတ်ဝင်စားရဲဆိုဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်နော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့Google View 3.1 မှာရောနောက် Gemini Enterprise မှာရောမြန်မာအတန်ကကျွန်တော်ပြီးသားမရတော့ဘူးပေါ့နော်အခုဒီမှာတော့ကျွန်တော်ကတ်မှာပေါ့နော်ကတ်မှာ View 3နဲ့မြန်မာအတန်ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့လုပ်ပြပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့ကတ်ကိုကျွန်တော် Play Store ကနေ download လိုက်မယ်ပေါ့နော်ကျွန်တော် download ပြီးသွားပြီဆိုတော့ကျွန်တော်ကတ်အထက်ကိုဝင်လိုက်မယ်နော်မ agree and continue ကိုနှိပ်မယ်ဒီမှာကိုကြိုက်တဲ့ဟာတစ်ခုရွေးလိုက်ပေါ့နော်ဒီမှာလည်းတစ်ခုရွေးလိုက်မယ်ပြီးရင်ဒီ start create ကိုနှိပ်မယ်ရပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ကအကောင့်ကိုယ့်ရဲ့ Gmail နဲ့ join မယ်ပေါ့နော်ကျွန်တော် pro account ရှိတဲ့လူက pro account နဲ့ join ရမယ်ပေါ့နော်ဒီမီဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီမှာ add to sign in ဆိုတာကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင် pro account ရှိတဲ့လူကတော့ကျွန်တော်တို့ဒီမှာ sign in with Gmail ဆိုတာကိုနှိပ်ပြီးတော့မှ Gmail ထည့်မယ်ပေါ့နော်ကျွန်တော်ကတော့pro account မရှိတဲ့အတွက်ကျွန်တော်ကတော့ဒီ log in ဟို TikTok ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်မယ် TikTok နဲ့ join မယ်ပေါ့နော်continue ကိုနှိပ်မယ်ဒီမှာဆိုရင်ကျွန်တော်အကောင့်ကဒီမှာTikTok နဲ့ join ပြီးသွားပြီပေါ့နော် join ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်စပြီးတော့လုပ်မယ်ပေါ့နော်လုပ်မယ်ဆိုတော့ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်ဒီမှာ confirm နှိပ်လိုက်မယ်နော်ပုံတစ်ပုံရွေးလိုက်မယ်ပေါ့နော်ပုံရွေးလိုက်မယ် add ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ကVO3 လုပ်မယ်ဆိုရင်ကျွန်တော်ဒီပုံလေးကိုထောက်လိုက်ပေါ့နော်ပုံလေးကိုထောက်လိုက်ထောက်ပြီးပါရင်ဒီအောက်မှာ AI video ဆိုတာပါနော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နော်နှိပ်လိုက်မယ်နှိပ်ပြီးပါရင်ကျွန်တော်ဒီမှာ model ဆိုတာရှိတယ်model ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးပါရင်ဒီမှာကျွန်တော်VEO3 ဆိုတာရှိရနော် VEO3 ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးပါရင်ကျွန်တော်ဒီဘောကဒီမြားပုံစံလေးကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးပါရင်ကျွန်တော်တို့ prompt ထည့်ရမယ်ပေါ့နော်prompt လေးကိုကျွန်တော်တို့ဟိုကြိုလုပ်ထားပါတော့ကျွန်တော်ကတော့ဒီမှာ chat GPT မှာရေးခိုင်းထားတာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော် copy ယူလိုက်မယ် copy ယူပြီးတော့ဒီကတ်ထဲကိုပြန်သွားမယ်သွားပြီးတော့ဒီမှာဒီနေရာမှာပေါ့နော် prompt နေရာမှာကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ထည့်ပြီးတော့ဒီမှာကျွန်တော်တို့generate ဆိုတာလေးကိုနှိပ်မယ်ပေါ့နော်ဒီနားလေးမှာကြည့်လိုက်ရင် credit lab 0ဆိုတဲ့နေရာလေးမှာဒီတိုင်းလေးပေါ်နေရပေါ့နော်ဒီနေရာမှာကျွန်တော်တို့က0ကအနီးပြနေတယ်ဆိုရင်လုပ်လို့မရဘူးပေါ့နော်ဒီမှာဆိုရင်နှစ်ခုလုံးကကျွန်တော်ဒီဘက်မှာဆိုရင်လည်း estimate credit need ဆိုတာလည်း0ပဲเนาะအဲ့တော့ကျွန်တော်ဒီမှာ generate ကိုနှိပ်လိုက်မယ်ဒီမှာ allow ကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်သူ generate လုပ်နေပေါ့เนาะဒီမှာဆိုရင်ကျွန်တော် video လေးကပြီးသွားပြီပေါ့เนาะပြီးသွားပြီဆိုတော့ကျွန်တော်ဒီပေါ်ကဥစ္စာလေးကိုနှိပ်ပြီး play လုပ်လိုက်ပါတော့เนาะအထံမပြီးသေးလို့စိတ်ညစ်နေကြပြီလားဒါဆိုလဲလဲလေးတစ်ခုပေးပါမယ် bio က Telegram channel ကို join ထားလိုက်ကြနော်ဒါဆိုရင်ကျွန်တော်တို့ဒါ video လေးကရပြီပေါ့เนาะမြန်မာအတန်လည်းကြည်တယ်ပေါ့เนาะတော့ဒီမှာဒါလေးကို export လုပ်လိုက်မှာပေါ့เนาะဒါဆိုရင်ရပါပြီကျွန်တော် gallery ထဲမှာသွားကြည့်လိုက်မယ်เนาะမြန်မာအထံမပြီးသေးလို့စိတ်ညစ်နေကြပြီလားဒါဆိုလဲလဲလေးတစ်ခုပေးပါမယ် bio က Telegram channel ကို join ထားလိုက်ကြနော်ကျွန်တော်ဒီမှာပေါ့เนาะကျွန်တော်လုတ်ကြည့်တာတော့ဒီ account တစ်ကောင်ကိုနှစ်ပုတ်တော့ရတယ်ပေါ့เนาะကျွန်တော်လုတ်ကြည့်တာအခုကျွန်တော်ဒီ account ကိုclear လုပ်ပြီးတော့ပြန်ဝင်ပြီးတော့လုတ်ကြည့်တာတော့အခုနောက်တစ်ပုတ်ထပ်လုတ်လို့ရတယ်ပေါ့เนาะသူကဘယ်လိုပေးလဲတော့မသိဘူးပေါ့เนาะလစဉ်ပေးလား
ဒါမှမဟုတ်လေအကောင့်တစ်ကောင့်မှာနှစ်ပုတ်ပဲပေးတာလားတော့မသိဘူးပေါ့နော်လက်ကုံမှာကျွန်တော်လည်းထပ်ဆန်းပြီးတော့လုပ်ကြည့်အောင်ပါပေါ့နော်ဟောဒီလောက်ဆိုတော့ကျွန်တော်ဒီလုံနည်းလေးကိုတော့လုပ်လို့အဆင်ပြေတော့ပြီထင်ပါတယ်အားလုံးကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်